ဟောပုံနဲ့ထည့်လိုက်ဟိုငါရှိစထွက်သွားလိမ့်မယ်ဖားရဖားကျွန်တော်တို့ဖွဲ့ဒီအိုင်းကိုထားပြီးတော့ပက်နေပါပြီကစုံကိုအကွက်လေးတွေချပြီးတော့ခုတ်ပြီးတော့၄000ကွက်လေးတွေပေါ်ဆွတ်ချက်တင်အဲ့တော့မှလည်း9ပါဆွဲရုံနဲ့တော်တော်ဟုတ်နေဟုတ်တယ်ကွာဝင်နေဝင်တော်တော်ဟုတ်တယ်တော်တော်ရအဲ့ရမခန်းခင်ကျွန်တော်ငရန်တစ်ချောင်းနဲ့ဒီကစုံလေးတွေခုတ်တော့ပါလာတဲ့ဘယ်လိုမလူလူကောင်းကောင်းအဲ့ဒီငရန်တစ်ချောင်းနဲ့ဟိုကစုံလေးခုတ်တော့ငါတက်စီဘူးလာဖျက်လိုက်ပါလာတယ်ဒီမပုတ်လေးတွေတင်းုံလေးတွေကောင်းလို့ဒါပဲဘယ်အယုတ်ပဲမှာပြင်ကျွန်တော်အိုင်းထပ်ပြီးတော့ခန်းတာထပ်ပြီးတော့ပြပေးပါမယ်ခင်ဗျာကလာပါဘယ်နဲ့အဖိုင်လဲခေါ်နေတာကွာမခဲသေးဘူးပေါ့ပြောပတ်ကလာခင်းနေတာလေအခုရှိတယ်တဲ့အားမငယ်တဲ့အခုရှိတယ်လူကဆရာကြီးဘာပဲလိုက်ယူလို့တခိုးလောင်းမလားမရနဲ့ရအဲ့လိုကောဟာမတော်ဘူးရှိရှိလောင်းမလားဒီကောင်တော့ရှိမှာမဟုတ်ပါဘူးခံသေးပါဘူးနော်စီပြက်ပါလို့စီထဲဒါကြောင့်90ရမ်းလည်းရှိတာအဲ့တော့ကွာစီတော့ယူရတာပါရမယ်တို့ဘေးကဘေးတော့လိုက်တာနဲရဟုတ်တယ်ဘယ်မှာဘေးတော့ဘာအဲ့ကဝေးကောင်းမယ်ဟိုပလင်းဝက်ချတယ်လို့ပြောပြကတ်ထားတော့မင်းကပြောပြမယ်ဒီအပေါ်ကဓမ္မလုပ်ပြီးမို့လားဟုတ်ပါဘူးတို့ဆင်းမယ်မင်းဆိုလိုက်ဆင်းလားဆင်းဦးလင်းဘွဲတော့ဟဲ့ဆောက်ကလေးကငါပဲတိုင်လုံးခောက်ပြီးနေပြီကဲစီပြလို့စီထဲနေရပြီကြောက်လေးကြောက်ဖို့ကောင်းတယ်တော့အဲ့ရွာပြကောင်းလာရင်ဘောတော့ကြည့်ပါဦးဟာဟိုဘုံမောက်ပက်တာငါလုံးမဟာမင်းရလောက်ရှိတယ်လက်ရှိလက်အောက်ရွှေ့ပါလားငါရိတ်ထက်ခံပြီးဆိုတော့လည်းထက်ပြပြီးတော့ပြီးတော့ခိုင်းမှုနဲ့ဘုံအိုင်ရတော့ခန်းလုံနီးပါးဖြစ်နေပါပြီခင်ဗျာအိုင်ရတော့ခန်းလုံနီးပါးဖြစ်နေပါပြီအကြီးစိုးမယ်ငကြီးစိုးမယ်စိုးမယ်လက်ကြီးမလုံးနဲ့
ကဲခန်းလို့ဆန်းတော့ဆန်းနေပါပြီဖာရဖာမဆန်းနေအောင်လို့ဖောက်ရေးဖောက်မှာရွေးဖာပဲအာညကိုဘယ်နှချောင်းရပါ့ကြီးစီးဦးမယ်နော်ကဲပေးနေပိုက်ကမပါတော့ဒီရေမြောင်းမှာပိုက်အစုံးမှာငါးပါသွားတယ်ဟုတ်တယ်ငါဒီလားမချလောက်ဒီငါအသေးမှန်မြန်အကုန်ပါသွားငါအောက်ကမင်းဖနာအောက်တဲ့ဖနာလေကြီးတဲ့ကောင်ကြီးထပ်ပန်းကြီးဟုတ်မှာဟုတ်တယ်ဟုတ်မှာဒါဘယ်ဟုတ်မှာဒီကနေတိုင်းမဟုတ်ဘူးဒီဆိုမပြည့်နဲ့အိုးအေးဟုတ်တယ်ခိုင်သွားပြီပါဗျာဘယ်နဲ့ထည့်မလဲဘုံနဲ့လာထည့်လိုက်ဟောဘုံနဲ့ထည့်လိုက်ဟိုငါရှိစုထွက်သွားလိမ့်မယ်ဟိုဗမာလည်းဘယ်နဲ့ငရဲလားဘယ်နဲ့အထဲရတယ်ကြီးလောက်ပါလားဖက်လိုက်ကောင်းဆိုင်မျိုးစေပြောတာလည်းခုမှမျိုးစေတွေ့လားငါပတ်ပြီခဏလေးဒီငင်းအောင်လို့မပြောင်းအောင်မိတယ်ငါပတ်တယ်ကျွန်တော်ပတ်ပေးမယ်လို့ပြီးသားကျွန်တော်ပတ်ပေးတယ်ခဏချောပါဦးပြရအောင်လေးကားပါကိုပတ်ဟုတ်ကြဒီခါနေတာမရပြီကွာဒီမှာငကြီးကိုကြည့်တော့ပေးမယ်ကိုကြည့်တော့ခိုင်းငကြီးတာလားပြန်ကြပါဒီဘက်မှာဟေ့ရဘုံရဲ့ဝိုင်းမနဲ့စူးမယ်နော်ဒီမှာဘုံအောင်မှာအဲ့အမြောင်လေးစူးမယ်နော်မောင်နဲ့မင်းတို့ခဏထားမင်းတို့အကုန်ခဏထားလိုက်ဒီကမင်းတို့ဝိုင်းနဲ့ခရီးနေတော့ဒီငေါ့ပဲခဏငယ်ငါပူပဲရောက်ထဲဝိုင်းတကောင်တကောင်ပါသွားပြီကဲဒါအကန့်လေးတွေကန့်လာပြီကန့်ပြီးတော့နောက်ဆုံးအကန့်လို့ပဲပြောရမယ်လာငကြီးလောက်ကတော့ကြေးလက်ကလူတွေကတော့စာမဝဲဘူးအမလေးအောင်းနဲ့ကိုကြာဒါတော့ကတော့စာမဝဲဘူးရောက်စူးတော့မှချိုးလိုက်ပေါ့လူတွေစာမဝဲဟိုမျိုးစေ့ရနောက်နေဖျားမလားမသိဘူးထောက်ယူလား
ဖဲ့ဒီမှာ အော်ဟေးလေးစားလေးစားပဲလေးစားလေးစား ငါ အိုး ဟုတ်လား ကဲအိုင်ပဲလို့ပြောပါပြီ ရောက်သွားပြီလေကိုပြောသူ ကဲပြန်ပါပြီပြန်ပါပြီအော်မဟုတ်ကောင်းနေချင်းဝိုင်းလည်းကောင်းနေဖြစ်ကဲငါဘယ်လောက်ရတယ်တော့မသိဘူးဒီလိုမျိုးတော့ထမ်းတော့ခါကိုက်ပြီးတော့ထမ်းသွားတာပဲမရပါဘူး ဒီအောက်ထားလိုက်ကြီးနေသေးတယ်လေလောအော်နှိမ့်အနာကတ်စီနည်းနည်းပြောပြေးပြလိုက်နည်းနည်းပြော တငယ်အကြီးနှစ်ချောင်းရနော်ကျွန်တော်တော့ကျွန်တော်ငခုငကြီးပြင်မတို့ ငပြေမငစုံပေါ့ကွာ စုံငစုံပေါ့ သူလက်တွေရှင်းရှင်းဖြစ်နေပိုင်းကြီးပါ ကောင်နှစ်ကောင်လုံးချာ ငါတို့ဟိုဟာပဲရှိတော့ နှစ်ကောင် ပုံနေမှာသေးတယ် ညမင်းပုံချဲ နည်းနည်းကြီး ဒီမှာ AI နဲ့ကောက်လောက်တာအကြီး အပြင်မှာနည်းနည်းကြီး အဲ့ကအဲ့ကစေဆိုင်အဲ့ကဒါသူဘုံ ကဲငါခွဲနေပါ အာတော်တော့ရောဝါ ဟိုကဘယ်နှခုလဲဒီဆိုင်ရဲ့ချုံမြစ်ကေ ကျန်လို့ပြောမိတယ် ပြေးလိုက်ပြေးလိုက်တော့ဘာမှမဖြစ် ပြီးလိုက်ဟောမရှိရင်လည်း မောင်ကျော်မြစ်ကော ရောဓမ္မတော် မောင်ကျော်မြစ်တစ်ထုပ် အကြီးစုမယ်ဒီ ဝါပေးလိုက်လေကျွန်တော်မဝါလိုက်ဒီမှာလေးပြလိုက်ကွာအဲ့ဒါပေးလိုက် ဒါလေးစော ပြေးဖုံးဆက်တယ်ကို နောက်တစ်ထုပ်နောက်တစ်ထုပ်ဝါလေ